မွတ်စလင်အများစုပါတဲ့ကမ္ဘာပေါ်မှာဘာလို့အကြမ်းဖက်တာလဲဘယ်နေရာအကြမ်းဖက်လဲဘယ်နေရာတွေအကြမ်းဖက်လိုက်တယ်ဘယ်နေရာတွေကိုကျူးကျော်စစ်ဝင်လဲဘလူတွေကိုတွားပြီးတော့တတ်နေလဲဘလူတွေကိုတွားပြီးတတ်နေလဲဘာတွေလုပ်နေလဲအမေရိကန်နိုင်ငံကိုနော်ညှော်စင်ကိုအိုစမန်ဘီလာဒင်ကလေနဲ့ဝင်ပြီးတိုက်ထည့်လိုက်တယ်လူ42ယောက်တေသွားတယ်ဘာဖြစ်လို့ဝင်တိုက်လဲအာဖဂန်နစ္စတန်ကိုကျူးကျော်စစ်ဝင်ပြီးတော့အာဖဂန်နစ္စတန်ထဲမှာနိုင်တဲ့စီးနေလုပ်ပြီးအကြမ်းဖက်နေလို့ဝင်တိုက်လိုက်တယ်သူ့လူ42ယောက်တေသွားတယ်နော်သူအာဖဂန်နစ္စတန်မှာတက်နေတဲ့လူတွေကနဲတာမဟုတ်ဒီ42ယောက်တေသွားတဲ့အတော့အစ္စလာမ်ဘာသာတွေမွတ်စလင်တွေကအကြမ်းဖက်ပါတယ်ဆိုပြီးခေါင်းစဉ်တက်လိုက်တယ်အမေရိကန်နိုင်ငံကဒုတိယကမ္ဘာစစ်မှာဂျပန်ကိုနျူကလ িয়ার ဘုံတနိုင်ငံလုံးမှာတစ်ကမ္ဘာလုံးမှာနျူကလ িয়ার မသုံးရတဲ့အချိန်မှာနျူကလ িয়ার ဒုံးကြီးကျဲပြီးတော့လူရောက်သိန်းကျော်တေသွားတယ်ဒုတိယအချိန်ထပ်ကျဲတယ်လူ4000ကျော်တေသွားတယ်လူသိန်းနဲ့ချီပြီးတက်နေတာအကြမ်းဖက်မှုမဟုတ်သူ့နိုင်ငံမှာလူ42ယောက်တေသွားတာနဲ့အကြမ်းဖက်မှုဆိုပြီးလှုပ်ရှားလိုက်တယ်နော်အခုချိန်ဒီအဲ့နေရာတွေအပင်ဆိုင်လို့တော့မရအောင်အဲ့ဒါအကြမ်းဖက်မှုမဟုတ်ဟစ်တလာကဂျူးလူမျိုးနော်360လူကြီး6တောင်းအစိမ့်ငွေတောင်းငွေထက်ကလေးလူကြီးအကုန်လုံးဖက်နှက်ချုပ်အထဲဝင်တောင်းငွေထက်ပြီးတော့နေပြီးတော့တတ်တယ်အရှင်လက်လက်နော်ယူနီဝိုတွေကိုထည့်ပြီးပြုတ်တယ်အဲ့ဒါကတော့အကြမ်းဖက်တာမဟုတ်အိုစမန်ဘီလာဒင်ကအဲ့လိုလုပ်တဲ့အခါကျတော့သူတို့ကအစ္စလာမ်ဘာသာကဆိုပြီးတော့နေပြီးတော့အစ္စလာမ်ဘာသာတစ်ခုလုံးခေါင်းစဉ်တက်လိုက်တယ်ဂျူးလူမျိုးတွေကိုရရဆက်ဆက်လုပ်နေတယ်အမေရိကန်တို့လိုရရဆက်ဆက်လုပ်နေတယ်ဒီလိုမျိုးလူသိန်းကျော်ကိုတတ်နေတယ်အဲ့ဒါကျတော့ခရစ်ယာန်ဘာသာကဘာဖြစ်လို့အကြမ်းဖက်တယ်ဆိုပြီးခေါင်းစဉ်မတက်တာအဓိကအာဏာတစ်ခုပဲဒီနိုင်ငံအာဏာရတယ်လက်နက်အင်အားကြီးတယ်သူတို့ဘာသာကပြောရများအမှန်သူတို့ကတစ်ဖက်သားကိုတစ်ဖက်ဘာသာတစ်ခုကိုအစ္စလာမ်ဘာသာအကြမ်းဖက်ဆိုပြီးခေါင်းစဉ်တက်ပြီးတော့သူတို့ကိုယ်တိုင်အကြမ်းဖက်နေတာမူရစေဝါမရောင်းရလို့စိုင်းပုတ်ချိတ်တာပြီးမှဒီနေရာမှာမူရစေဝါကရောင်းလို့အကောင်းဆုံးနေရာတွေပဲအဲ့ဒီလိုမျိုးလုပ်နေတာတဘောပေါက်လားအဲ့ဒါကိုလိုက်ပြီးတော့နေပြီးတော့လိုက်ပြီးဥစားပြဒါဆိုရင်မြန်မာနိုင်ငံကိုနှစ်တရာအုပ်ချုပ်သွားတဲ့အင်္ဂလိပ်ကဘာလဲအစ္စလာမ်လားအကြမ်းဖက်သွားတာဘာလို့လဲဟမ်အကြမ်းဖက်ကျူးကျော်ဝင်ရောက်ပြီးတော့မြန်မာမိန်းကလေးတွေကိုမရင်းချင်းနှစ်တရာအုပ်ချုပ်ပြီးတော့သူများနိုင်ငံကိုမတရားလုပ်နေတာရောဘယ်လူလဲအစ္စလာမ်ဘာသာလားမွတ်စလင်လူမျိုးတွေလားပြောချင်တာကဘာလဲဆိုတော့ဒါတွေကခေါင်းစဉ်တက်တစ်ခုပဲခေါင်းစဉ်တက်တစ်ခုပဲမြန်မာနိုင်ငံမှာလည်းအခုလက်ရှိဖြစ်နေတာပဲဟိုလူကအကြမ်းဖက်နေတယ်ဟိုအဖွဲ့ကအကြမ်းဖက်တယ်ဒီအဖွဲ့ကစကားပြောရင်နိုင်ငံရေးပါမှာဆိုလို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မပြောတော့ဘူးအဲ့ဒီလိုမျိုးအကြမ်းဖက်ဆိုတာဒါကခေါင်းစဉ်တစ်ခုပဲတဘောပါလားမေးကြည့်လိုက်ဘယ်နေရာတွေမှာအကြမ်းဖက်လဲဆိုရင်ထောက်ပြနိုင်လားမထောက်ပြနိုင်လူ42ယောက်တက်တာကိုအကြမ်းဖက်ဆိုပြီးခေါင်းစဉ်တက်လိုက်လူပေါင်း3နဲ့ချီပြီးတက်နေတာကြောင့်ဘာဆောက်တံမှာမထောက်စောက်စက်ပိတ်နေတယ်ဟိုမှာပါလက်စတိုင်းကိုအစ္စရေးကိုမြောက်ပေးတယ်ပါလက်စတိုင်းကိုတပ်ဖို့ပါလက်စတိုင်းကလူငယ်တွေကိုခလေးတွေကိုအစာရေးစားငတ်ပြတ်ပြီးတော့အငတ်ဘေးကြောအောင်ထားပြီးတော့နေပြီးတော့ငတ်ပြီးတေးအောင်လို့လုပ်တယ်ကိုတာသမီးဆိုလို့လုပ်တယ်အဲ့ဒါကြတော့အကြမ်းဖက်တာမဟုတ်ဘူးလားပါလက်စတိုင်းကပြည်သူတွေခလေးတွေကိုဘုံကျဲပြီးတပ်ဖြတ်နေတယ်အဲ့ဒါကြတော့အကြမ်းဖက်တာမဟုတ်ဘူးလားအဲ့ဒီအကြမ်းဖက်ဖို့အနောက်ကနေပြီးတော့နှောက်ထိုးပင်းကိုလှုပ်ပြီးတော့နေပြီးတော့လက်နက်တွေထောက်ပံ့နှောက်ပြီးအိန္ဒိယနဲ့ပါကစ္စတန်ကိုတိုက်ဖို့အိန္ဒိယကိုလက်နက်တွေထောက်ပံ့နှောက်ပြီးအဲ့ဒါကြတော့အကြမ်းဖက်တာမဟုတ်ဘူးလားအဲ့ဒါအကြမ်းဖက်တာမဟုတ်လားမဟုတ်ပြောပြတာနော်စကားတော့မှန်ပါတယ်အကြမ်းဖက်တယ်ဆိုတာဘာလဲကိုပြောပြတာနော်ခေါင်းစဉ်တက်လိုက်တိုင်းဒီဥစ္စာဒီတိုင်းပဲဆိုရင်မထင်နဲ့တေချာလေးလာပြီးတော့မှပြောရတယ်နော်အကယ်လို့မွတ်စလင်ကအကြမ်းဖက်တာဘယ်နေရာဒီမှာအကြမ်းဖက်ပါတယ်ဆိုကျွန်တော်ပြန်ပြောမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့နှစ်တရာကအင်္ဂလိပ်နော်အစ္စလာမ်အာရပ်နိုင်ငံအစ္စလာမ်နိုင်ငံလာပြီးအုပ်ချုပ်သွားတာမဟုတ်ကျေးဇူးတင်ပါတယ်လို့